ပြေပါကျူဆူနေမိကြောင့်တော့မှာထာဝရသမိုင်းသေးတွေဆောက်တရားကျူစင်နေမိကြောင့်တော့မှာမတူညီတဲ့ဘဝများဆုံးစီလာပြောင်းဆုံးပြမိကြောင့်တော့မှာရှင်သာမဲသမိုင်းခုသာရွေးချယ်ကတူညီညာကြိုးစားကြမယ်လေနိုင်ငံတော်တိုးတက်ဖို့ရသာသနာတော်တည်တံ့မြဲစေဖို့တာဝန်တန်ရဖို့ရပြင်ဆင်ကကြိုးစားပါစို့သူမိစိတ်ထားတွေ့သွားပါစို့ကျိုးစုံနေမိကြောင့်တော့မှာထာဝရသမိုင်းသေးတွေဆောက်တရားဖြူစင်နေမိကြောင့်တော့မှာမတူညီတဲ့ဘဝများဆုံးစီလာရောင်ဆုံးပြမိကြောင့်တော့မှာthat made mind cool that you check out do ya josa jamaleနိုင်ငံတော်တိုးတက်ဖို့ရသာသနာတော်တည်တံ့မြဲစေဖို့တာဝန်တန်ရဖို့ရပြင်ဆင်ကကြိုးစားပါစို့တာဝန်တန်ရဖို့ရပြင်ဆင်ကကြိုးစားပါစို့သူမိစိတ်ထား